Hello မင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော် grade 10ရဲ့ 7C grammar လေးပြောမှာဖြစ်ပါတယ် 7C ရဲ့ခေါင်းစဉ်ကဆိုရင် the active voice and the passive voice သူ့ရဲ့ exercise လေးကိုပြောမှာဖြစ်ပါတယ်သူကတော့ page number 62မှာရှိပါတယ်ဒီမှာဆိုရင် revise the following in the passive အောက်ပါစာကြောင်းတွေကို in the passive ပုံစံပြန်ရေးပေးပါပေါ့နော် number 1ဆိုလို့ရှိရင်ဒီမှာဆိုရင် Zozo is fixing the car at the moment Zozo က fixing the car ကားကိုပြေးနေတယ် at the momentအခုလောလောဆယ်မှာပေါ့နော်ဒီမှာဆိုရင် MSR plus ပပိုင်းကြီးသုံးထားတယ်ဆိုတော့ MSR plus ပပိုင်းကြီးဆိုရင်ဒီမှာစောစောက subject ပေါ့နော် is facing a verb ပေါ့တော့သူက present continuous ပုံစံသုံးထားတယ်တကားကားကိုပြင်းနေတယ်ဆိုတော့ဒီတကားက object at the moment က time ဖြစ်တဲ့ကြောင့်သူ့နေရာသူပဲပြန်ထည့်ရမယ်ဆိုတော့တကားကိုရှေ့ထုတ်မယ် is facing MSR plus ပပိုင်းကြီးဆိုရင် MSR plus ပြီးရင် battery ကိုပြောင်းမယ်ပေါ့နော်ပြီးရင် bind ခံမယ် bind စောစောပြီးရင် at the moment ပေါ့ဆိုတော့ number 1 ရဲ့အဖြေကThe car is being faced by Zozo at the moment. အဲ့တော့ by Zozo က Zozo ဒီဟာဘိုင်းရင်ခံရတာပေါ့နော် at the moment ကအချိန်ဆိုတော့ဒါအချိန်ဆိုတာကသူကစာကြောင်းသူ့နေရာသူနောက်ဆုံးမှာပဲပြန်ထည့်ရတာများပါတယ် Okay number 2ကိုကြည့်အောင် number 2က the police ရဲက arrested of panic the man လူကြီးကိုပေါ့နော်အဲ့လူကိုဖမ်းတယ် for shoplifting shoplifting ဆိုတာကပစ္စည်းတွေဘာတွေမှာစိုင်းနေမှာပစ္စည်းတွေလစ်တုတ်တာကို shoplifting လို့ခေါ်တယ် shoplift ပေါ့ SHOPLIFT shoplift အလစ်တုတ်တီပေါ့နော်ဆိုတော့ဒီကောင်က reason ဆိုတော့ဒီမှာဆိုရင် subject က the police arrested ကကြတော့ verb ပေါ့နော်ဒီမှာဆိုရင် verb to past tense ပေါ့past tense verb to ဆိုရင် was where plus 3ပြောင်းမယ်ထုတ်မှာက the man object ကိုထုတ်မှာဖြစ်တော့ the man ကအနည်းဆိုတော့ was ကိုပဲထုတ်မှာပေါ့နော်ပြီးရင် by the police ခံမယ် for shoplifting ကိုနောက်ဆုံးမှရေးမယ်ပေါ့ဆိုတော့အဖြေက the man was arrested by the police for shoplifting number 3 the waiters ဝဲတို့တွေက had laid the tables laid ကခင်းကျင်းတာပေါ့ the tables ဝဲတွေကိုခင်းကျင်းတယ် before မထိုင်ခင် the customers arrived customer တွေစားသုံးသူတွေမရောက်ခင်ပေါ့ဒီက before the customers arrived ကနောက်တစ်ကြောင်းဖြစ်တဲ့ကြောင့်သူ့နေရာသူပဲပြန်ရေးရမှာပေါ့နော်ဒီမှာ the waiters က subject had laid ကကြတော့သူက verb ပေါ့နော် verb မှာဆိုရင်ဒီမှာဆိုရင် past verb have plus 3ပေါ့ have plus 3ဆိုရင် have plus ပြင် plus 3ကိုပြောင်းအောင်ပေါ့ the tables က object အဲ့တော့ the tables ကိုရှေ့ထုတ်မယ်ရှေ့ထုတ်မယ်ဆိုတော့ number 3ရဲ့အဖြေက the tables had been laid by the waiters before the customers arrived okay number 4 ကြည့်အောင်Number 4 က scientist သိပ္ပံပညာရှင်တွေက always အမြဲတမ်း gather စုဆောင်းတဲ့ information သတင်းချက်လက်တွေစုဆောင်းတဲ့ on natural disaster ဘာသတင်းချက်လက်လဲဆိုရင်သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေစုဆောင်းတယ်ပေါ့အဲ့တော့ဆိုလိုတာဒီမှာဆိုရင် scientist က subject always ပါတဲ့ကြောင့်မလို့ဒီကောင်က present tense verb 1ဖြစ်မယ် present tense verb 1ဆိုရင် MSR plus 3ပြောင်းမယ်ပေါ့နော်ဆိုတော့ information on natural disasters ကဒါကတွဲယူရမှာဘာလို့လဲဆိုတော့သူကသတင်းချက်လက်တစ်ခုနဲ့မပြည့်စုံဘူးပေါ့နော် information on natural disaster တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အချက်လက်ဆိုမှပြည့်စုံမှာဖြစ်တယ်သူကအနည်းဆိုတော့ is but 3ပေါ့နော်ဒီမှာဆိုရင် by scientist ပေါ့ scientist ကိုဘာပြန်ခံမယ်အဲ့တော့ number 4ရဲ့အဖြေက information on natural disasters is always gathered by scientists ဒီမှာကကြတော့ငါ is ပဲတုံးထားတာကဒီ disaster ဆိုတော့မကြည့်ရဘူးပေါ့နော်ဒီရှေ့မှာတုံးထား information ကအနည်းကိန်းကိုပဲကြည့်ပြီးတော့ယူရတာဒီ disaster ကိုကြည့်ပြီးတော့မှအများကိန်းယူရမှာမဟုတ်ဘူးဒီအရှိဆုံးကခေါင်းပဲကြည့်ပြီးရမှာပေါ့နော်ဒါကြောင့်မလို့ဒီမှာ is ဖြစ်နေဖြစ်ပါတယ် okay number 5ကိုကြည့်အောင် a wildfire တောမီးလောင်ခြင်းကတောမီးက can destroy ဖျက်ဆီးနိုင်တယ် large areas of land နယ်မြေတော်တော်များများကိုကြီးမားတဲ့နယ်မြေကိုဖျက်ဆီးနိုင်တယ် in just a few minutes နောက် minute အနည်းငယ်အတွင်းမှာပေါ့နော် in just a few minutes ကတော့ time ပေါ့အဲ့ဒီမှာဆိုရင် a wildfire က subject can destroy a can blood power to a verb large area ဆို land ကကြတော့သူက object အဲ့သူ့ကိုရှေ့ထုတ်မယ်ဒီမှာဆိုရင် large area ဆိုအများဖြစ်တဲ့ကြောင့်မလို့ဆိုတော့ဒါမဲ့ဒီမှာတော့ can blood power ဖြစ်တဲ့ကြောင့်သူ့ကိုအနေနဲ့ညှိစရာမလို can blood power ဆိုရင် can blood b blood battery ပေါ့နော်ဆိုတော့ဒီတိုင်းရေးမယ် large area so land can be destroyed by a wildfire in just a few minutes ပေါ့နော်အဲ့တော့ဒီမှာဆိုရင် by a wildfire ကိုဘိုင်ခံပြီးတော့ရေးရတာပေါ့ in just a few minutes ကတော့ time အချိန်ပြည့်တဲ့ကြောင့်မလို့နောက်မှပဲပြန်ရေးပြရပါမယ် okay number 6ကိုကြည့်အောင် number 6က Egyptians Egypt လူမျိုးတွေက build တည်ဆောက်ခဲ့တယ်ဒီမှာဆိုရင် verb to past tense ပေါ့နော်ဘာတွေကိုလဲဆို pyramid တွေတည်ဆောက်ခဲ့တယ် pyramid ကကြာတော့ဒီမှာ object ပေါ့နော်ဘာလို့ဖို့လဲဆိုရင်ဒီမှာ reason ဆိုရင်ဒါတေးကြိုက်တာနောက်မှပဲရှိရတော့မှာလေ to keep ထိန်းသိမ်းရင် the names နာမည်တွေရဲ့နောက် story ဆိုစရာ kings alive
သူတို့ရဲ့ဘယင်တွေရဲ့နာမည်တွေနဲ့ဒီဘယင်တွေအသက်ရှိခဲ့တော့ငါရှင်ခဲ့တော့သူတို့ရဲ့အကြောင်းတွေဇလန်းတွေကိုထိမ့်သိမ့်မှုရတဲ့ pyramid တွေကိုတိဆောက်ခဲ့တယ်ဆိုတော့ pyramid တွေကိုရှေ့ထုတ်နော် pyramid တွေကိုရှေ့ထုတ်မယ်ဆိုရင် pyramid ကအများဖြစ်တဲ့ကြောင့်မလို့ what ဆိုရပါလား where blood battery ပေါ့နော်ပြီးမှ by Egyptians ကမယ်ဒီ to keep ကတော့နောက်ဆုံးမှာပဲပြန်ရေးရမှာပေါ့နော်သူက reason အကြောင်းပြချက်ဖြစ်တဲ့ကြောင့်မလို့နံပါတ် 6 ရဖြစ်ရ pyramid ဆိုတာ built by Egyptians to keep the names and stories of their kings alive. Okay, number 7. Number 7 က the internet က empower ဆိုတာကဒါလောက်ပိုင်ခွင့်ပေးထားတယ်ပေါ့နော်ပြီးပဲလူတွေကို by enabling ဖြစ်စေခြင်းဖြစ်ဒီ exchange ဆိုတာဖလှယ်ရယူတာ of information သတင်းချက်လက်တွေဖလှယ်ရယူစေခြင်းဖြစ်လူတွေကိုလောက်ပိုင်ခွင့်ပေးထားတယ်ဆိုတော့ဒီ internet က subject empowers ကဘာဖြစ်ပြီးတော့ people က object people ကိုရှေ့ထုံမယ် people ကအများမို့လို့ဒီမှာဆိုရင် MS blood battery အဲ့ဆို people ကအများဆို R battery ပေါ့နော်ပြီးမှ bind the internet ခံမယ်ပြီးမှ by IN ကိုနောက်မှပြန်ရေးဆိုတော့ number 7 ရဲ့အဖြေက people are empowered by the internet by enabling the exchange of information. Okay, number 8 ကြည့်အောင် entrepreneurs ဆိုတာကြတော့လုပ်ငန်းရှင်တွေပေါ့လုပ်ငန်းရှင်တွေက should design ပုံစံထုတ်ရတင်တယ်ပုံစံထုတ်တင်တယ် product ကုန်ပစ္စည်းတွေကို based on အခြေခံ၍ what customer say customer တွေပြောတယ် they want သူတို့လိုချင်တဲ့ပုံစံပြောတဲ့ပုံမှာအခြေခံပြီးတော့ကုန်စည်တွေကိုထုတ်တင်နေဆိုတော့ဒီမှာ entrepreneurs က subject should design က verb ပေါ့နော် should plus verb ဆိုတော့ should be ပတ်သက်ကိုပြောင်းမယ် products and object product ကိုရှေ့ထုတ်မယ်အဲ့တော့ရှေ့ထုတ်ပြီးတော့ရင် should be design ဘိုင်းခံမယ်ပြီးမှ based on ထားလာမယ်ပေါ့နော်ဒါက based on အခြေခံပြီးတော့နော်ဒါကသူက adjective type of phrase တဲမှာပါပါပေါ့နော်အဲ့ဒါနောက်မှာပဲပြန်ရေးရမှာဆိုတော့ number 8 က products should be designed by entrepreneurs based on what customers say they want. Okay, number 9 က biologist ဆိုတာကကြတော့ virus ပေတာယောဂပိုးမှာပေတာပညာရှင်ပေါ့နော် biologist တွေက study လေ့လာတယ် viruses တွေကိုလေ့လာတယ်အဲ့တော့ဒီမှာဆိုရင် subject က biologist virus ပေယောဂပေတာပညာရှင်တွေယောဂပိုးမှာပေပညာရှင်တွေပေါ့နော် study က verb 1 present tense ဖြစ်တဲ့ကြောင့်မလို့ MS blood battery ဒီမှာ viruses ကအများကြီးဖြစ်တဲ့ကြောင့်မလို့ R blood battery ပဲသုံးမယ်ပေါ့နောက်က to discover ရှာဖွေရန်ဒါကကြတော့ reason ဖြစ်သွားပြီနောက်ကဟာကိုသူ့အတူပြန်ရေးရမှာပေါ့နော် biologist ကိုဖိုင်ခံမယ်ဆိုတော့ number 9 ရဲ့အဖြေက viruses are studied by biologists to discover how to stop people from getting infected ဆိုတာကူးစက်တာပေါ့နော်ကူးစက်ခံရခြင်းမှာလူတွေဘယ်လိုကူးစက်ခံရတယ်ဆိုတာကိုရှာဖွေဖို့ရန်အတွက် biologist တွေက viruses တွေကိုလေ့လာတယ်ပေါ့ဒီဒါဆိုရင် number 10 ကြည့်အောင် number 10 ကဆိုရင် scientist သိပ္ပံပညာရှင်တွေက have used အသုံးပြုခဲ့တဲ့ chimps ဆိုတာကဒီ chimpanzee မြောက်တွေပေါ့နော်လူနဲ့နည်းနည်းတူတဲ့ chimpanzee မြောက်တွေကိုသုံးတယ် to study လေ့လာရ infectious ကူးစက်တဲ့ diseases ကူးစက်တဲ့ရောဂါတွေကြောင့်လေ့လာဖို့ရတော့ chimpanzee မြောက်တွေကိုသုံးတယ်အဲ့ဆိုတော့ chimpanzee မြောက်တွေတော့ယောဂဖြစ်စေပုံမှန်ထိုးထည့်တယ်ပြီးမှဆေးရုံတည်ထည့်တယ်ဆေးရုံတည်ထည့်ပြီးတော့မှအဲ့ဒီယောဂပျောက်ဆေးကိုအဲ့ chimpanzee တို့ပြန်ထိုးကြည့်တယ်ပေါ့အဲ့ကြမှာယောဂပျောက်လားမပျောက်လားသိမှာပေါ့နော်အဲ့လိုပျောက်တယ်ဆိုမှဒါလူတွေတောက်သုံးမှုဖြန့်တာပေါ့ဒါကတော့ဒါဖူးတူတာပေါ့နော်ဆိုတော့ဒီမှာဆိုရင် scientist က subject have used က verb ပေါ့နော်သူက present perfect has a blood battery ဆိုရင် has a blood battery ကိုသုံးမယ် chimp ကိုရှေ့ထုတ်မယ်chimp ကအများဆိုဒီတိုင်းမှာ have been used by scientists to study ရနောက်မှာပြန်ရေးအောင်ဆိုတော့ number 10 ရပြ chimps have been used by scientists to study infectious diseases ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ scientist မှာတော့ escalate ကျန်သွားတယ်ပေါ့နော် scientist to study infectious diseases ပေါ့ဒီမှာတော့ escalate ကျန်သွားပါတယ်အဲ escalate ထည့်ပြရပါပေါ့နော်ဒီမှာဆိုရင် scientist as ဒီမှာ as ပါမယ်နောက်တစ်ခုဒီမှာ as ပါမယ်ပေါ့နော်အဲဆိုရင် chimps had been used by scientists to study infectious diseases ဒါကတော့ဒီ grade 10ရဲ့ဒါunit 7ရဲ့နောက်မှာပါတဲ့ grammar adjective point နဲ့ passive point မှာပါတဲ့ exercise A လေးဖြစ်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်